cross stitch 2. ဒီ cross stitch ထိုးတဲ့ဒုတိယတနည်းကကြတော့အပေါ်နီးနဲ့တူတူပဲဒါပေမဲ့နေရာ position လေးကွာသွားတာပဲရှိတယ်နောက်တစ်ခုကျတော့ဒီ cross stitch တွေမှာသတိထားမယ်ချက်ကသူကဒီပေါ့နော်ထိုးတဲ့အချက်တိုင်းက direction တူတူပဲဖြစ်ရမယ်ဟိုမှာတော့ဘယ်ကိုသိရင်ဘယ်ကိုညာကိုသိရင်ညာကိုပေါ့နော်အဲ့လိုပဲဖြစ်ရမယ်အဲ့တော့အခုဒီမှာအမားတို့ကအချက်နှစ်ခုမှာပထမအချက်ကိုညာဘက်ကိုတင်သွားပြီးတော့ဒုတိယအချက်ကတော့ဟိုဘယ်ဘက်ကနေပြန်လာတဲ့ပုံစံမျိုးသွားထားတာပေါ့နော်အဲ့တော့မတို့ဒီမှာလေဒါကိုဘယ်ကိုပဲထိုးလိုက်မယ်အဲ့ဒါဆိုရင်နောက် cross stitch တွေကြာလို့ရှိရင်လည်းအမားတို့ကဒီအောက်ကအချက်ဒီညာဘက်ကိုသွားတာပဲဆောင်းသွားပြီးတော့မှအပေါ်အချက်ကဘယ်ဘက်ကိုဆောင်းတဲ့ဟာပဲဖြစ်ရမှာပေါ့နော်အဲ့တော့မေးမှာပေါ့နော်cross stitch ကို direction တစ်ခုတည်းပဲထိုးရမယ်လို့ဘာလို့ပြောရလဲဆိုပြောတော့ဒီလိုမျိုးတေးသေးလေးတွေထိုးတဲ့အချိန်မှာတော့ तू ကဘာမှမသိတာ哦ဒါပေမဲ့ဒီ cross stitch နဲ့ရုပ်ပုံတွေဖန်တီးတဲ့အခါကြလို့ရှိရင် direction မတူပဲထိုးလိုက်တဲ့အခါကျတော့ तू ကမျက်နှာပြင်မှာအကွက်တွေဖြစ်နေတတ်တယ်ပေါ့နော်မလာတော့ဘူးအဲ့ဒါကြောင့်ပါ